ဒေးဗစ်ကသူ့လက်ကိုရှေ့သို့ဆန့်ထုတ်လိုက်ပေမဲ့လေထဲမှာမမြင်ရတဲ့မြင်းတစ်ကြောင်ရေးဆွဲထားသလိုပါပဲနောက်တစ်ခဏမှာပဲအရှိန်နဲ့မောင်းနှင်လာတဲ့ထရက်ကားတစ်စီးဟာအဲ့ဒီနေရာကိုဝင်တိုက်မိပြီးစက္ကန့်ပိုင်းအတွင်းမှာပဲအပိုင်းပိုင်းကွဲသွားခဲ့ပါတယ်အဲ့ဒီမှာပွင့်လင်းမြင်သာတဲ့နံရံတစ်ခုရှိနေတယ်ဆိုတာသိတာပါတယ်မျက်စိနဲ့မမြင်ရတဲ့နံရံတစ်ခုပါဒါပေမဲ့သူ့ရဲ့တက်ရောက်မှုကိုတော့လစ်လျူရှုလို့မရပါဘူးအပြင်ဘက်မှာမီးတပ်ကားတစ်စီးကသူတို့စီကိုအပြေးလွှားလာနေပါတယ်ဒေးဗစ်ကရက်တက်မှုပြေးသွားပြီးအယူမှုအချက်ပြပါတယ်အစပိုင်းမှာတော့ရင်မောင်းကဟာတာတစ်ခုလိုထင်ခဲ့ပေမဲ့မမြင်ရတဲ့နံရံကိုဝင်တိုက်မိတဲ့အချိန်မှာသူ့မျက်နှာဟာသွေးတွေနဲ့ပေးကျန်နေပြီးချက်ချင်းမြင်မျောသွားပါတယ်ဒီဖြစ်ရအပြီးမှာဂျက်ကနံရံအပြင်ဘက်ကလူတွေသူ့အတန်ကိုမကြားရဘူးဆိုတာသဘောပေါက်သွားပါတယ်အခြေအနေကိုရှင်းပြဖို့ဘောပင်တစ်ချောင်းကိုကောက်ယူပြီးမမြင်ရတဲ့နံရံအကြောင်းစာရွက်တစ်ရွက်ပေါ်မှာရေးပြလိုက်ပါတယ်မကြခင်မှာပဲမိသက်တပ်ဖွဲ့တစ်ဖွဲ့ခင်းဖြစ်ပွားရနေရာကိုရောက်လာပါတယ်သူတို့ဟာဒီထူးဆန်းတဲ့နံရံကိုမြင်လိုက်ရပေမဲ့ဘလို့ကင်တွယ်ဖြေရှင်းရမလဲဆိုတာမသိကြပါဘူးသူတို့ဟာမြေပုံတွေကိုထုတ်ယူပြီးထွက်ပေါက်ရှာဖို့စူးစမ်းခဲ့ကြပေမဲ့နာရီပေါင်းများစွာလမ်းလျှောက်ပြီးနောက်မှာတော့လွတ်မြောက်ရာလမ်းကိုရှာမတွေ့ခဲ့ပါဘူးနံရံကအပေါ်ကိုဆန့်ထွက်မသွားပါဘူးတင်းသည်မြေကြီးထဲသို့လည်းနှက်ဆိုင်စွာပြန့်နှံ့သွားသည်တမျိုးလုံးထိတ်လန့်တုန်လှုပ်သွားကြသည်ဘာတွေဖြစ်နေသည်ကိုမြည်သူများနားမလည်နိုင်ကြပေထို့နောက်ရုတ်တရက်မိန်းကလေးတဦးမြေပြင်ပေါ်သို့လဲကျသွားပြီးထူဆန်းသောနားမလည်နိုင်သောစကားလုံးများကိုတီတိုပြောဆိုလာသည်